ဘာဖြစ်နေဟမ်ဘာတွေဖုံထနေအောင်ဟမ်နင်းကိုပြောဖို့အကြောင်းရောက်မေ့တော်မှာဆိုလို့ဟဲ့လို့စာအုပ်နဲ့တော်မှာစီထားပြီးတာအကြောင်းအရာလေးတွေကိုလေတစ်ချက်ချင်းကိုသိလားဟမ် Facebook ကနေငတ်တာကြပြီးတော့မသားစရိတ်အာတုပစရိတ်ဟမ်ကရိုးကစရိတ်ကိုငတ်တင်မှန်းသိမငတ်တင်မှန်းမသိနဲ့ဟမ်ဂျာမန်နေပြီးတော့ကြွနေတဲ့တာဇန်မဟလာဂျာမနီချိုမဘာဖြစ်နေဟမ်ဘာဖြစ်နေဘာအားချောင်းနေနင်းအားချောင်းလို့ရမယ်တဲ့မှာငါပိုင်များထင်နေလားဟမ် follower အကူနဲ့နေနော်တားဆက်လို့ရင်ဘန်းကမှာသူတိတ်မစိတ်ငါပြောမယ်လူတန်းကတော့အမျိုးမျိုးဟို attention လုပ်တယ် attention ရှာတယ်ဒါကိုယ့်ရဲ့လူစိတ်ဝင်စားအောင်ပတ်စံရှာတယ်ဆိုတော့ဒါလူတိုင်းရဲ့အလုပ်ပဲအဲ့ဒါကိုမပြောလို့ဘူးကြိုက်တယ်လို့ attention ရှာကြိုက်တယ်လို့ဟိုပတ်စံရှာအကြောင်းမဟုတ်ဘူးဒါပေမဲ့ငလင်ဖြစ်တယ်ဆိုတဲ့ကိစ္စကလူအများရဲ့ဒုက္ခလူအများရဲ့ဒုက္ခကိုချနေပြီးတော့နော်လွန်အားကြီးတယ်နော်လွန်အားကြီးတယ်စောက်ဆန်ရှာနေရအောင်သိလို့နော် Facebook ကနေပတ်စံနေငါနဲ့ဂရိုးကားစိတ်ကိုနေမှသိလို့အဲ့လိုမငတ်ဖို့တတိလေးပဲလန့်ပြတာကျန်တဲ့ဟိုဆက်လီတွေကတော့အားနာလို့လက်ရှောင်ထားပါတော့ငါကတော့ကိုတိုင်လည်းဒီဒုက္ခကိုခံစားနေရတယ်ကိုနဲ့အတူလည်းဘေးမှာလူတွေအများကြီးခံစားနေပြတဲ့21ရက်နေ့ငလင်လုံးမဲ့ကိစ္စဆိုလဲမဟုတ်တိုင်းတော့ကအဲ့စပြောတဲ့ကောင်နဲ့နင်းနဲ့လို့69 6ကိုအဲ့ကိုပါစားဟိုတယောက်ပါစားပေါက်တယောက်ပါလေဟမ်ဘာဖြစ်နေဘာလာအောင်ရှောင်းတော့ငါ့ကိုများဘလော့ပြောမယ်လာပြောတတိရှင်ငါလို့ဖွင့်ပြောတဲ့ပြောလေနော်ဘလော့ပြောမပြောနဲ့တဲ့ပြောလိုက်လေတတိရှင်စားရှိရင်နော်နင်းအားချောင်းလို့ရမယ်တဲ့မှာငါပါဘူးနောက်ထပ်ငါပြောရမယ်နော်နင်းကတော့လေဘလို့လဲဆိုတော့ဗာလေငါ့ကို follower ရှင်မလားတဲလန့်ရှင်မလားဘာရှင်မလဲဟဟလားကြီးရနော်ဘာ follower ရှင်မလားလေနင်ရထားတဲ့ follower တွေကဘလို့ရထားလဲကိုတမိုင်းကြောင်းပြန်လည်ကြည့်လိုက်အောင်နော်အရင်တော့ဟုတ်မလို့နဲ့အခု follower ဆိုလို့ရှင်လေမီချိုလေးမချစ်တော့လားမီရှင်လေးကိုမချစ်တော့လားအပေးကြအောင်နော်မီချိုလေးကိုအရင်လိုမချစ်တော့နော်ဆိုပြီးတော့စောက်မရှိစောက်မရှိall ဆန်သွားနေနော် like ပြော like တွေ follower တွေဇွတ်တွေ comment မှခိုင်းစောက်မရှိရထားတဲ့ follower လေဘယ်မှာအရေးစုနဲ့ရထားတော့ဟမ်မရှက်ဘူးလားရှက်မရှိဘူးလားလို့ဟမ် follower တဲ့အဲ့ follower ရှိတော့အဲ့ follower ကိုကောင်းလူတွေအတွက်ဟိုပြည်သူလူထုအတွက်နော်ကိုအားပေးနေလို့တဲ့အကျိုးရှင်ဘာအသုံးချတော့နေတဲလန့်ဘာတဲလန့်တော့ဘာတဲလန့်တော့ဘာတဲလန့်တော့တဲလန့်ဆိုဟိုဆက်လီတယောက်ကအလူလုံးလိုက်ပြီဆိုရင်အဲ့လူလေးကိုကြည့်ပြလေသူဂုံယူပါတယ်ပေါ့ appreciate လုပ်ပါတယ်ပေါ့ဗီဒီယိုလေးကြည့်ပြအပေးကြအောင်နော်ဒီဗီဒီယိုလေးလည်း share သွားကြအောင်နော် like and comment လေးလည်းပေးသွားပါဦးနေမှာစောင်းတော့ညနေမှာအုံတော့ညဘာမှ idea မထွက်တော့လေမထွက်တော့ကြတော့သူများကိုလိုက်ဖားကြိုက်ကတ်ဖားရပြီးတော့ဟိုအိတ်တော့တာတဲ့ဒီအိတ်တော့ကတ်ဖားရပြီးတော့နော်ဘာလာအားချောင်းတော့ဘာအဲ့ဒါတဲလာလားချက်လည်းမရှိဘူးမရှက်တတ်ဘူးလားနင့်ဟိုကနင့်ကိုလေအချောက်ချောက်ချင်းနေတော့မှနင့်ကိုယွန်းနေကြသိလားနင့်ကိုချီးတဲ့ယွန်းနေသိလားရှက်ကမရှိဘူး